အပိုင်းရှိစမှာတော့ Hiske က Peace နဲ့တူစိုင်းထဲဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူကအကြောင်းစုံညီပွဲအကြောင်းကိုပြောပြစရာလိုမရှိလို့ငိုနေတဲ့ဟာနာကိုမြင်ရတာကြောင့်တကြားလုံးပေးကတွားချော့နေခဲ့ပါတယ်။ဟာနာကတော့ဆက်ပြီးငိုနေတာကြောင့် Hiske ကဟာနာကိုဆာကာမတိုတို့ကိုတွားရှာပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဟာနာကပျော်သွားပြီးအရင်ဆုံး Peace ကိုတွားရှာခိုင်းပါတယ်။တစ်ဖက်မှာတော့ Matt ကဆာကာမတိုကိုထင်အောင်ထင်မှားဖြစ်စေတဲ့ဆေးကိုထိုးလိုက်ပါတယ်။ပြီးတော့ Matt ကဆာကာမိုတိုကိုဒန်နာအီလာယောက်ျားတစ်ယောက်ဖြစ်ပြီးအခုလိုဝနေတာကအဆင်ပြေဘူးလို့ပြောလိုက်ပါတယ်။အရီနောက်ဆာကာမိုတိုက Matt ကိုလက်သီးနဲ့ထိုးလိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအလိုလျောက်ရှင်းကိုထိုးမိလျက်သားဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Matt ထိုးလိုက်တဲ့ဆေးကရန်သူကိုမိတ်ဆွေထင်စေတာမို့ပါ။ဒါကိုဘောပေါက်သွားတဲ့ဆာကာမိုတိုကတော့ရှင်းကိုထိုးမယ်လို့တွေးလိုက်ပြီး Matt ကိုထိုးချလိုက်ကဒါကလွယ်လွယ်လေးပါလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းလူကအာဆာကူရာကိုဦးလေးကဘယ်သူလဲလို့မေးလိုက်ပါတယ်။ဒါကိုကြောတော့အာဆာကူရာကသူကဒီနီယာရဲ့ဒရိုက်တာပဲလို့ပြောလိုက်တော့လူကသူမကိုပြန်ပြီးဆွဲကားနဲ့လူလို့ထင်သွားခဲ့ပါတယ်။ဒါပေမဲ့အာဆာကူရာကအသေးအတန်ညင်းလိုက်ပြီးသူလည်းအတူတူဖမ်းခံထားရတာလို့ရှင်းပြလိုက်ပါတယ်။ဒါကြောင့်လူကသတိဝင်လာပြီးအာဆာကူရာကိုတီထားသမျှကိုအကုန်ပြောပြဖို့ပြောပါတယ်။ဒါကြောင့်အာဆာကူရာကသူ့စီကိုရှင်းရောက်လာတာကအစပြောပြခဲ့ပါတယ်။လူကတော့ဘာလို့သူမကိုပါဆွဲထည့်ရလဲလို့မေးတော့အာဆာကူရာကမင်းတို့တော့မသိဘူးလို့လူကိုပြန်ပြောလိုက်ပါတယ်။ဒါကြောင့်လူကတာနာကာကိုနေငါကိုရှင်းနဲ့မှားဖမ်းလာတာကစတာပဲလို့ဆိုတာတာနာကာကိုလဲပင်းညစ်နေခဲ့ပါတယ်။အဲဒီချိန်အာဆာကူရာကလူကိုရှင်းကိုပြောလိုက်တာလားလို့မေးလိုက်ပါတယ်။ဒါကိုကြောတော့လူကအာဆာကူရာကိုရှင်းကိုသိရလားလို့မေးတော့အာဆာကူရာကရှင်းရဲ့အစွမ်းကိုသူ့ပဲပေးခဲ့တာလို့ပြောပြပါတယ်။လူကအံ့ဩနေခဲ့ပြီးရှင်းရဲ့အစွမ်းကမွေးရပါမဟုတ်ဘူးလားလို့မေးလိုက်တော့အာဆာကူရာကရှင်းကအရင်ကတာမန်ကောင်လေးတစ်ယောက်ဖြစ်ပြီးအခုလိုတွေဖြစ်လာအောင်သူဆွဲထည့်မိခဲ့တာလို့ရှင်းပြပါတယ်။ရှင်းကိုအာဆာကူရာရဲ့တငယ်ချင်းကခေါ်လာပြီးသူ့စီမှာထားသွားခဲ့တာပါ။ကလေးထိန်းနေရတာကြောင့်အာဆာကူရာကအတော်လေးစိတ်ညစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းသူကလူတွေကိုကူညီဖို့တဘာဝလွန်စွမ်းအားတစ်ခုကိုဖန်တီးနေခဲ့ပြီးတရက်မှာရှင်းကလာပြီးဆက်စုနေခဲ့ပါတယ်။အာဆာကူရာကတော့ရှင်းကိုသူဒီယာကိုတီထွင်ရတဲ့ရည်ရွယ်ချက်ကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့အားလုံးကတော့အာဆာကူရာရဲ့လုပ်ရက်ကိုဝိုင်းပစ်တင်နေခဲ့ပြီးဒါကအဓိပ္ပာယ်မရှိလို့မအောင်မြင်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ဒါကြောင့်ရှင်းကအမြဲဂျားကနေဝင်ပြီးအာဆာကူရာဘက်ကပြောပါတယ်။ဒီရက်မှာတော့အာဆာကူရာကနောက်ဆုံးမှသူ့ရဲ့တီထွင်မှုကိုအဆုံးသတ်နိုင်ခဲ့ပြီးသူကပျော်နေချိန်မှာပဲရှင်းကအခန်းထဲကနေထလာပါတယ်။အိမ်မုံစုံဝါဖြစ်နေတဲ့ရှင်းကရေစာရလို့ဆိုကအာဆာကူရာတီထွင်ထားတဲ့စီးရီကိုတောက်ပလိုက်ပါပြီ။ဒါအောင်မြင်တော့အာဆာကူရာကလှန့်သွားခဲ့ပါတယ်။နောက်ရက်မှာတော့အာဆာကူရာကရှင်းကဘာမှဖြစ်တာကိုသိရတော့စိတ်အေးသွားခဲ့ပေမဲ့ရှင်းကသူ့ရဲ့တွေးတွေကိုသိနေခဲ့ပါတယ်။ဒါအပြင်ရှင်းကအားလုံးရဲ့တွေးတွေကိုပါပြောပြနေခဲ့တာကြောင့်အာဆာကူရာကသူ့ရဲ့ဖန်တီးမှုကအောင်မြင်သွားပြီဆိုတာသိသွားခဲ့ပါတယ်။ဒါပေမဲ့တခြားသူတွေကအတွေးတွေကိုဖန်နိုင်နေတဲ့ရှင်းကိုအနားမှနေဖို့ကိုရှောင်ကျဉ်လာခဲ့ပါတယ်။ဒါအပြင်ရှင်းကလည်းအားလုံးကိုသူ့ကိုကြောက်ပြီးတနာနေတာကိုသိသွားတာကြောင့်စိတ်ရှုပ်သွားခဲ့ပါပြီ။ဒါတွေကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားတဲ့အာဆာကူရာကဈေးကိုပြန်ဖော်ပြီးရှင်းကိုလည်းခဏဆောင်ငါမင်းကိုပုံမှန်တိုင်းပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှင်းကသူ့ရဲ့အစွမ်းကိုသဘောကျရလို့ပြောလိုက်ပြီးအာဆာကူရာလည်းအောင်မြင်သွားတာမပြောဘူးလားလို့မေးလိုက်ပါတယ်။အဲဒီချိန်အာဆာကူရာကတော့သူ့ရဲ့အောင်မြင်မှုထက်ရှင်းကိုဆွဲထည့်မိလို့နောင်နာတွေရနေခဲ့တာပါ။ဒါအောင်မြင်တော့စိတ်ပြတ်သွားတဲ့ရှင်းကအာဆာကူရာကိုတွန်းထုတ်ပြီးဓာတ်ခွဲခန်းကလူတွေရောအာဆာကူရာရောကပါပြင်းစရာကြီးပဲလို့ပြောကထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်ရန်နေငယ်ကြတော့ရှင်းကဓာတ်ခွဲခန်းကနေထွက်လာခဲ့ပါတယ်။အာဆာကူရာရဲ့ဇလန်ပြီးမှတော့လူတို့ကဝမ်းနေစွာငိုနေခဲ့ပါပြီ။အဲဒီနောက်လူကအာဆာကူရာကိုအတူတူတောင်းမရအောင်လို့ပြောလိုက်ပြီးသူမှလည်းခုနလေးတွေမှာရှင်းနဲ့ရန်ဖြစ်လာလို့ပြောလိုက်ပါတယ်။ဒါအပြင်ဆာကာမိုတိုရဲ့မိသားစုစီးမြင်ရပြဿနာကိုပြေလည်အောင်တရက်တွင်းဖြေရှင်းရမယ်လို့ပြောပါတယ်။ဒါပေမဲ့အာဆာကူရာကကြာနေပြီဖြစ်လို့ရှင်းကိုကြားလုံးနဲ့ချော့ဖို့လူကအကြံပေးလိုက်ပါတယ်။ဒါကိုကြောတော့အာဆာကူရာကပြုံးသွားပြီးသူကဖွက်ထားတဲ့ဆေးရည်နဲ့တော့ဖျက်ပလိုက်ပါတယ်။ဒါအောင်မြင်တော့လူကစာရဲကဒီလိုအရာတွေရှိနေတာကိုဘာလို့ထွတ်မသွားလဲလို့မေးလိုက်တော့အာဆာကူရာကသူဒီအထဲမှာနေရင်လူဆိုးတွေရဲ့အလုပ်တွေကိုကိုလုပ်ပေးစရာမလိုဘူးလို့ပြောပြလိုက်ပါတယ်။အဲဒီနောက်အာဆာကူရာကလူကိုရှင်းရဲ့ရက်ကရှိလာပြီလားလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအဆောင်ကတကားပွင့်လာလို့တွားကြည့်လိုက်ချိန်လူကသူ့ကိုတိုက်ခတ်လိုက်ပြီးအာဆာကူရာကိုကိုယ့်ဘာသာတွားကြည့်ဖို့ပြောလိုက်ပြီးထွက်ပြေးကြပါတယ်။တစ်ဖက်မှာလည်းဆာကာမိုတိုကရှင်းကိုထပ်ပြီးထိုးမိသွားခဲ့ပါတယ်။ဒါကြောင့်သူကရှင်းကိုတောင်းပန်လိုက်ပြီးမက်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုစီးရီထိုးပြီးတာမန်အောင်လောက်ကရှင်းတို့ကိုတိုက်ခတ်နေခဲ့ပါတယ်။ပြီးတော့သူကရှင်းကိုတိုက်ခတ်လိုက်ပြီးသူ့ရဲ့ဆရာကဘာလို့ရှင်းရဲ့အစွမ်းကိုလိုချင်နေရလဲမသိဘူးလို့ဆိုကရှင်းရဲ့အစွမ်းကိုလှောင်ပြောင်နေခဲ့ပါတယ်။ဒါကြောင့်ရှင်းကစိတ်တူနေချိန်ဆာကာမိုတိုကရှင်းကိုဆွဲယူလိုက်ပြီးအင်ဂျီတွေကိုညစ်ပတ်အောင်အယမ်းမလုပ်ဖို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့ရှင်းကကြောင်မိကြည့်နေချိန်ဆာကာမိုတိုကမက်ကိုရှင်းရဲ့အစွမ်းကအသုံးဝင်တာမဟုတ်ဘူး။အဲ့ဒါကိုအခုပြမယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်မက်ကသူ့ရဲ့ခန္ဓာကိုယ်ကိုစီးရီအများကြီးထိုးသွင်းလိုက်ပြီးလူသားရင်းဖြစ်အောင်လုပ်လိုက်ပါတယ်။ဒါအောင်မြင်တော့ရှင်းကဘလို့လုံလဲလို့မေးလိုက်ပြီးဆာကာမိုတိုကတော့လွယ်ပါတယ်လို့ပြန်ပြောလိုက်ကရှင်းကိုမက်ရဲ့ရှေ့မှာတွားရက်ခံလိုက်ပါတယ်။
ဒါကြောင့်မက်ကအန်အောနေပြီးသူကတိုက်ခိုက်ဖို့လုပ်လိုက်ပေမဲ့ဆာကာမူတိုကအားလုံးကိုစိတ်ထဲကနေပြောပြနေပြီးရှင်းကိုရှောင်ခိုင်းကမက်ကိုတိုက်ခတ်လိုက်ပါတယ်။တစ်ဖက်မှာတော့မက်ကရှင်းကိုရှောင်နိုင်ပြီးသူပဲထိုးခံနေရတာကိုမယုံနိုင်ဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဆာကာမူတိုရဲ့လက်သီးချက်ကိုခံလိုက်ရပြီးမှောက်သွားခဲ့ပါတယ်။နောက်တော့အီရှီကာဝါတို့ကရှင်းတို့ရဲ့လယ်မင်းမှာစနေတာတွေကိုပြန်နှုတ်ပေးခဲ့ပါတယ်။ပြီးတော့သူကရှင်းကိုအရင်ကကိစ္စအတွက်တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ရှင်းကတော့ဒါတွေကိုစိတ်ထဲမထားဘူးလို့ပြောလိုက်ပြီးသူ့အနေနဲ့ဒီစွမ်းကိုသဘောကျတယ်လို့အခုနေတဲ့နေရာမှာလည်းအရန်ကိုပြောရလို့ပြောလိုက်ပါတယ်။အားလုံးကရှင်းစင်ပြနေရတာမြင်ရတော့ဝမ်းသာနေကြတာပါ။အဲ့ဒီချိန်ရှင်းကဘာပဲဖြစ်ဖြစ်ဆာကာမူတိုရဲ့တိုက်ခိုက်မှုတွေကိုရှောင်နိုင်လို့ကျေနပ်နေခဲ့ပါတယ်။ပြီးတော့သူကဆာကာမူတိုကိုဝါနေပေမဲ့မနီတုံးမဲလို့ပြောလိုက်ချိန်သူကစိတ်ကူးနဲ့အသက်ခံလိုက်ရတာကြောင့်ရှင်းကလှမ်းသွားပါတယ်။ဆာကာမူတိုကတော့ရှင်းကိုဝါနေရဆိုတာထည့်ပြောကြမလို့ဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကလူကိုကယ်ဖို့လုပ်ခဲ့ပါတယ်။လမ်းမှာရှင်းကဆာကာမူတိုကိုအရန်ကျန်းနာပဲလို့ပြောလိုက်တော့ဆာကာမူတိုကအော်ရာဖွဲ့ဝင်တွေကိုထင်သေးဖို့ပြောလိုက်ပါတယ်။အဲဒီချိန်ဆာကာမူတိုကခလော့တစ်ခုကိုနင်းမိပြီးသူကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။တစ်ဖက်မှာတော့အိုဆာရာဂီနဲ့ရှီရှီဘာတို့ကတိုနာကိုင်းရဲ့လူတွေကိုတတ်ပလိုက်ပါတယ်။အဲဒီချိန်တိုနာကိုင်းကရောက်လာပြီးရှီရှီဘာတို့ကို JA ကလူတွေကဘာလို့တော်လဲလို့မေးလိုက်ပါတယ်။ဒါကြောင့်ရှီရှီဘာကဒီမာစလာရှိတာလို့မေးလိုက်ပြီးရှေ့ရင်တပ်ပစ်ချင်လို့ပြောပါတယ်။ဒါကိုကြောတော့တိုနာကိုင်းရဲ့လူနှစ်ယောက်ကရှီရှီဘာကိုဝိုင်းလာပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ခဏအတွင်းမှာအိုဆာရာဂီကသူတို့ခေါင်းတွေကိုဖျက်ပလိုက်ပါတယ်။ဒါကြောင့်ရှင်းကစိတ်ညစ်သွားပြီးသွေးတွေကိုတုတ်ခါဈေးပေါ်တဲ့အင်ကြီးဝစ်ခဲ့မိလို့တော်သေးတယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့တိုနာကိုင်းကမင်းတို့ဘာလို့လူတွေကိုလွယ်လွယ်လေးနဲ့တတ်နိုင်တာလဲလို့ပြောပြီးသူကလက်တစ်ဖက်ကချိုရိုးကိုဖြေကလက်ကိုဆွဲဖြုတ်လိုက်ပါတယ်။အဲဒီချိန်အထက်ကဓားတွေကအများကြီးထွက်လာပြီးသူကရှီရှီဘာကိုတိုက်ခတ်လိုက်ပါတယ်။ပြီးတော့တိုနာကိုင်းကသူ့ရဲ့လုပ်ရက်တွေကသူ့ခင်ရဲ့ဆန္ဒကိုအခြေခံတာလို့ပြောပြလိုက်ပြီးရှီရှီဘာကသူ့ခေါင်းကိုလိမ်ပလိုက်ပါတယ်။ပြီးတော့သူတို့ကထွက်သွားဖို့လုပ်ပေမဲ့တိုနာကိုင်းကပြန်ထလာခဲ့တာကြောင့်ရှီရှီဘာကစိတ်ညစ်သွားပါတယ်။အဲဒီချိန်အပေါ်ကနေပြုတ်ကျလာတဲ့ဆာကာမူတိုကတိုနာကိုင်းရဲ့ပေါ်တက်ဖိသလိုဖြစ်သွားခဲ့ပါတယ်။ရှီရှီဘာကဆာကာမူတိုကိုမြင်တော့နှုတ်ဆက်လိုက်ပြီးအိုဆာရာဂီကတော့ဆာကာမူတိုကိုဝေါဝင်ကြီးလို့ထင်နေခဲ့ပါတယ်။အဲဒီနောက်ရှီရှီဘာကဆာကာမူတိုကိုအိုဆာရာဂီကလူသိပ်ဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။အဲဒီချိန်တိုနာကိုင်းကထလာပြီးမင်းကစလားကိုထိခိုက်စေတဲ့တူးရဲတော်သူပဲလို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်ရှီရှီဘာကဆာကာမူတိုကိုစလားကိုတိလာလားလို့မေးလိုက်ပါတယ်။တစ်ဖက်မှာလည်းရှင်းကလူကိုခေါ်ပြီးအိမ်ကိုအမြန်ပြန်ရမယ်လို့တွေးနေချိန်သူ့ကိုဆယ်ဘာကလိုက်ကြည့်နေခဲ့ပြီးတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ရှင်းကအမြန်ရှောင်မိလိုက်ပြီးဆယ်ဘာကပေါ်လာခဲ့ပါတယ်။သူကရှင်းကိုတက်ပြီးအပိုစုကြီးကိုရအောင်လုပ်မယ်လို့ပြောနေချိန်ရှင်းကတော့မင်းပူပတ်ဆိုင်ရအောင်မကူညီနိုင်ဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဆာကာမူတိုကိုတိုနာကိုင်းကတိုက်ခတ်နေတာကြောင့်ဆာကာမူတိုကရှောင်နေခဲ့ပါတယ်။အဲဒီချိန်ရှီရှီဘာတို့ကလည်းဆာကာမူတိုကိုတိုနာကိုင်းရဲ့ကိစ္စကိုလွှဲထားခဲ့မယ်လို့ပြောတာကြောင့်ဆာကာမူတိုကလည်းအားလုံးကိုနှုတ်ဆက်တယ်လို့ပြောပေးလို့ပြောလိုက်ပါတယ်။အဲဒီချိန်သူကအကန်ခံလိုက်ရပြီးလွန့်ထွက်သွားပါတယ်။အိုဆာရာဂီကတော့ဆာကာမူတိုရဲ့ပုံစံကိုကြည့်ကသူမလုံးနိုင်မှာကိုစိတ်ပူနေခဲ့တာပါ။အဲဒီချိန်အပေါ်ဘက်မှာတော့ဆယ်ဘာကသူ့ရဲ့တေစိနိုင်တဲ့လက်သီးတွေကိုကတ်တီးလေးရှောင်နေတဲ့ရှင်းကြောင့်စိတ်ဆွမ်းအားတွေကစိတ်ပြက်ဆန်ကောင်းတယ်လို့ပြောလိုက်ပြီးရှင်းကလည်းမင်းတို့မမြင်ရတဲ့ကောင်တွေကမှပိုပြီးစိတ်ညစ်ဖို့ကောင်းလာလို့ပြောလိုက်ပါတယ်။သူကစိတ်ကိုဖတ်လို့ရနေပေမဲ့တိုက်ခိုက်မှုလမ်းကြောင်းကိုမသိတာကြောင့်ဆေဘာရဲ့လက်မှာခံနေရပါတယ်။အဲဒီချိန်ဆယ်ဘာကသူ့ရဲ့လှုပ်ဆင်းချိန်ကိုရောက်ပြီးမှုမြန်မြန်လက်စတက်လိုက်တော့မယ်လို့ပြောကရှင်းကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒါပေမဲ့ရှင်းကကာလိုက်ပြီးသူ့လက်မှာပြေးသွားတဲ့သွေးတွေကိုဆယ်ဘာကိုတောက်လိုက်ပါတယ်။ဒါကြောင့် Hiske ကမြင်သွားပြီးဆယ်ဘာကိုနှက်နဲ့ပစ်လိုက်ပါတယ်။ရှင်းကတော့အချိန်မှန်ရောက်လာတဲ့ Hiske ကိုကျေးဇူးတင်နေပြီးဇလန်းလေးကတခန်းရသွားခဲ့ပါတယ်။